God is good. All the time. Yes, Jesus loves you. Amen. Amen. ဒီ conference ရဲ့အဓိကရည်ရွယ်ချက်က Now conference အနေနဲ့အတတ်တူကြရတဲ့တူတယ် ကျွန်တော်တို့တန်ရှင်းသောဝိညာဉ်တော်နဲ့ပြည့်သောခေါင်းဆောင်တွေဖြစ်ဖို့ဖြစ်တယ် နော်ပကမိဝရခုနကလုတ်ဝဲတော့သာဆိုစီကနေတတ်တူလို့တယ် ကျွန်တော်တို့ဟာရွေးချယ်တာလို့သူဖြစ် နော်ပဝဲနေပတ်တာခုကိုလေရွာ We are chosen person. နော် Amen. ဘာလဲပတ်တာခုထတယ်လား Because of Jesus. လက်ခရှိပြီ Amen. Amen. ဒါကြောင့်မို့လို့ကျွန်တော်တို့ဒီ conference မှာတကယ်ပဲဝိညာဉ်တော်နဲ့ပြည့်ဝတဲ့ခေါင်းဆောင်တွေနဲ့ဘုရားဘုန်းထင်ရှားဖို့ဖြစ်တယ် အခုတော့အဝဲလက် conference ကနေပကဝဲတော့သာဆိုစီတော့ရွာအလာပေါ်ဖလာတာပဲ လွန်ခဲ့တဲ့3လလောက်ကဒီ Mount Zion Ministry ကညီကိုမော်ဒမာတွေနဲ့မိသားရဖွဲ့ဖြစ်တယ် လာပုကွဆလာနေယာတော့အဝဲကစစီယောတနာကုဆောတော့ပဝဲမှုပါတယ်ပါနေပရိလူမလို့တာ Carnegie Louisville မှာဖြစ်တယ် မြေဝလာလက် Kentucky Louisville အဝဲ ဒီဟာအဲ့ဒီသူတို့ရဲ့ဘုရားကိုချစ်တဲ့အရာကိုတွေ့တဲ့အခါမှာဘုရားကျွန်တော်ကိုအများကြီးစကားပြောတယ် တော့ယတိလခေါ်အဝဲအတအဲ့ရောင်းနေကြတဲ့တော်ရတယ်တော့ ဒီလောက်ဘုရားချစ်တဲ့သူတွေရှိရင် တော့ကွာအဲ့ကစားရွာဥဝဲခွင့်တော့ အဲ့ဒီသူတို့ရဲ့တောင်းလောင်မှုတွေနဲ့ အခုနေအဝဲတဲ့အတဥအောင်နေဥအောင်နေ ဒီနေ့တိုင်းနိုင်ငံကိုတောင်းလောင်ဖို့ဖြစ်တယ် အခုနေကဥအောင်လည်းခေါက်ကိုလည်းစီးတော့ခါတော့ ဒီနေ့ American နိုင်ငံကို breakthrough ပြုဖို့ဖြစ်တယ် အခုနေလည်းအဝဲအမေရိကန်နေတတ်ထုနေတော့ကိုဝဲလာ ကျွန်တော်တို့ဒီနေရာကိုပို့လာတာလည်းကားမဟုတ်ဘူး အခုနေကစားရချီဝအမေရိကန်မိနာခေါ်လာ ဘုရားမှာအချမ်းစီရှိတာ အ ဖြစ် စား တယ် ရဖို့အတတူကျဲ အာမင် အာမင် ရှိတဲ့သူတွေနဲ့ဘုရားကြီးစွာသောလို့ထားဖို့မလို အခု ပါ နေ ဘူး ဘာလို့ဖဲတဲ့ကစားရကမတော့မှုရရဖတ်တော့ အချင်းတော်မမူတည်ဘူး အော်ကစားရကမချီရှိပါ ဘုရားမမူတည်တာဖြစ်တယ် ဒိုနေနဲ့လည်းကစားရဖတ်တော့ အာမင် အာမင် Yeah. အဲ့ဒီကနေကျွန်တော်ဂျူပါယုံရတယ် ဖဲမနေတတိလည်းညခေါင်းနေပါပဲ အဲ့ဒီတောက်လောင်မှုတစုနဲ့အတူ အခုနေဝါလက်သာဆိုစင်မီအော်ဝဲတူဝဲနေ ဘုရားက ကစားရတဲ့ရ စိတ်တွေတစ်ခုပြီးတစ်ခုတောက်လောင်မှုကိုလုံးဝဖြစ်တယ် အခုနေကိုဦးဝဲတခါတခါ အာမင် ပါစက်ပါ အဲ့ဒါနဲ့ကျွန်တော်ပထမဦးဆုံးတန်တဲ့စီမှာကောင်းချီးယူတာဖြစ်တယ် အခုနေဒီတော့ပတ်စက်ပါကူဝတ်ဖလက်တခါတခါနေဒီဟီနေတချို့အချို့တဲ့လက်ခရီးစီနော် အာမင်အဲ့ဒီနေ့ဒီနေရာတောက်လောင်မှုက အခုနေတာမူတော့ရတော့မေဘူးလားဦးရပဲနေ ဒီ2021မှာ လက်ခီတော့ခီစီတာပဲနေ ညာစွာသော state တွေကိုကူးစက်သွားမှာ အခုနေကောဆက်လာနေတယ် တကယ်ဘုရားအလုံးလုံးပါဖြစ် ကစားရကမာနနာတော့ပါ ကျွန်တော်ဒီနေ့ worship ကိုးကွယ်ခြင်းက တော့အဝဲတပ်မှုထော့ဘာထော့လည်းဟာညာပဲနေ အစပဲရှိသေးတယ် မိတာအခါကြီးကျဲဖို့နေ မနေ့ပြန်မနေ့စသောတောက်လောင်မှုတွေတွေ့ရ ကဲ မှာ ဘောပေါ်နေဘူးလား မနေ့ပြန်မနေ့စသောရှင်တော်ဝိညာဉ်တော်တကူကိုတွေ့ရမှာ ကဲဘောကနေဒီမှာဆိုလို့ရှိရင်အဆုမခိစား မနေ့ပြန်ဘုရားရဲ့အောဝေးလက်တော်ကိုထပ်ပြီးတွေ့ရမှာဖြစ် โอ တယ် เคပါနေခိပါတော့တာကစားရအဆုမာနလောလာလား ဘယ်သူယုံကြည်လဲ မတော်နဲ့လေ အဲ့ဒီယုံကြည်သူတွေစီမှာဘုရားလုံးလုံးပါဖြစ်တယ် ဘုရားကလေအဲ့လိုလူတွေကိုရှာနေတာ အခုဒီကစားရခုပါနေနေလား ဘုရားကသူ့ကိုနှလုံးသားနဲ့ရှာတဲ့သူကငါအတွေ့ခံမယ်လို့ပြောတာဖြစ်တ က ယ် စားရတဲ့ဘာလည်းမခရရအစာတော့မနေဒီကဒုတိယတာ ဒီနေ့သင်တို့ယုံကြည်ခြင်းနဲ့လမ်းလာတဲ့ချိန်ထဲမှာဘုရားကောင်းကြီးရှိတာဖြစ်တယ် အခုဒီခမနဲ့ဟဲလတာနာခခဘနေကစားရတချို့ရဲ့ ဒီနေ့သင်တို့ပေးတဲ့အဖို့ကြတယ်မှာဘုရားအောဝယ်ပြုပါဖြစ်တယ် ကအဘူလည်းဒီဟစ်တဲ့နော်ဒီကနေကစားရဟိကလေ ယုံကြည်ပါလား God is so good ကစားရရဲ့တော့မှာ အထူးသဖြင့်ကျွန်တော်တို့ကရင်လူမျိုးတွေစီမှာဘုရားကောင်းမြတ်တာဖြစ်တယ် တာမီးတို့ကစားရဒီလိုမှာညောင်းနေတာ အာမင်အဲ့တော့ပြောလို့လောဘကြီးတာမဟုတ်ဘူး မတဲနေခေါ်တော့စာလောလာတယ် ဘုရားကတကယ်ကရင်လူမျိုးတွေကိုချစ်တာ က ဖြစ်တယ် စားရအဲ့ဘာကညောင်းဘူးတော့ပေါ့ အာမင်ယုံကြည်ပါတယ် ယနာကစားတော့ တကယ်ပဲဒီ conference ဟာ လက်ခေါ်ဖရဝဲနေ ဒီနေရာကိုနင်းတဲ့သူအရောက်စီတိုင်း ဝါလေဟဲယောလောတာလောပဲကောရတယ် တန်ရှင်းသောဝိညာဉ်တော်ရဲ့တကူကိုခံရမှာဖြစ် က တယ် တူလည်းပါဆဆဆိုမနီ Power of Holy Spirit anointing you in this place အခုဒီပါဆတာဖူနေဦးဟဲယော in His presence လက်စားရအမေကြီး really နော်ကောနေနော် တက
ကယ်ပဲမနေ့ကမှကျွန်တော်တို့ဆက်ပြီးတော့တွေ့ရမယ် အခုလည်းခေါင်းကလည်းထိပါလေ ဒါကြောင့်မို့လို့အပိချင်းနဲ့ အခုလည်းရတဲ့ဟင်းကပါ လောကမှာရွေးချယ်စရာတွေအများကြီးရှိပါတ လော ယ် ဟခုဝဲတဲ့တလည်းကပါခုထုကမှာ အဲ့ဒီရွေးချယ်စရာတွေအများကြီးတွေကမှ လက်တခုထုခဲလာကြတယ် ထာဝရနဲ့ဆက်ဆိုင်သော ဘာခါတော့တလောထူလို့ယူ အရာဟာ အာဂိတမနေ အသက်ရှင်တော်ဘုရားပဲဖြစ်တယ် လက်ခုထုကစားရလာမိုးတယ် Jesus Christ ပဲဖြစ်တယ် ကစားရှိခင်ရတယ်ရော Hallelujah ဒီနေ့ကျွန်တော်တို့ဆာငယ်ချင်းနဲ့လာတဲ့ဒီကိုမောင်မရောက်စီတိုင်း အခုလည်းပွာလဲဟဲလက်တဆူဝိသစေကွာလေ နှလုံးသားကိုဖွင့်တာပါ အော်ထနသ အုံနောက်နဲ့မကိုးကွယ်ပါနဲ့ တပါဘူးတော့ဘာလို့ခုလို့ရခဲ့ အတိတွေနဲ့မကိုးကွယ်ပါ တပါ နဲ့ ဘူးတော့ဘာလို့တခိညာလေ ဖယားတကယ်တင့်ကိုဘိမ့်နိုင်မယ်ဆိုတဲ့ယုံကြည်ခြင်းနဲ့လား နော်ဟဲလက်တလည်းကစားရတူဖူးရတော့ သင်အဖြစ်တိုင်းနိုင်ငံနဲ့နိုးထားမှုဖြစ်ပါလေ လက်တခုနဲ့ထိပါတဲ့ကမူးတော့ရတော့လား သင်အဖြစ်ချောင်းတော်နေတဲ့သူတွေလွတ်မြောက်ပါစေ လက်တခုနဲ့ဘာလို့ပတ်ကျုပ်ကတော့ကထုဖလဲဝလား သင်အဖြစ်ဝိညာဉ်မျက်စိကဲနေတဲ့သူတွေဖယားကိုမြင်တွေ့သွားဖို့ဖြစ်တယ် ဝါလာအမနာသာပတ်တာအမေခီပတ်တာကပြတဲ့ဘာတဲ့ကထိပါကစားရ သင်အပေါ်မှာဖယားအလုံးလုံးမှာ က ဖြစ် စားရ တယ် ကမလာနဲ့ခေါ်ဖို့ အဲ့တော့အထူးပဲကျေးဇူးတင်တယ် အခုလည်းစေပလတာကစားရတော့မှာ ပင်မနာကိုမချိပါနဲ့ တပတ်ကွက်လည်းသူ့လောက်ဝင်လာတော့ကြ ကျွန်တော်တို့ခီးအဝေးရလာတယ်ဆိုပြီးတော့ကျွန်တော်တို့စိတ်မညစ်ပါနဲ့ နော်ဘယ်လဲတလို့ယူခွနေလားတပတ်သာဟာကြ ဖယားချစ်တဲ့သူတွေနဲ့ နော်ပွာလဲအက်ဆက်ရတဲ့ပါ အတူတူ ခဲလာကစကမတ်ကို အလုံးတော်ရတယ် လက်သတ်တဲ့ကော ဖယားကိုကိုးကွယ်တာ မကဘူးဘုရားပါလာကစားရ ရွှေထက်တံမှုကြီးတာဖြစ်တယ် နော်လူတော့ဝင်နေတယ်ထူရီ အာမင်ဒီနာရီကိုပြောလိုက်ပါ တဲမလေးဆိုနေ anointing person နဲ့အတူတူထိုင်ရလို့ဝမ်းသာပါတယ် ရချင်းတော့လည်းကိုလက်ဆက်ဖူးတော့တခီရော Tell me your neighbor, I'm so proud of you because of you are anointing